အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယေရှုရဲ့ဝတ်လုံတော်ကိုလက်နဲ့တို့လိုက်တာနဲ့ယောဂပျောက်ကင်းသွားတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာဒီကဘောလီနယ်ကနေယေရှုပြန်လာပြီးဆိုတဲ့သတင်းကဂါလိလဲအိုင်အနောက်မြောက်ဘက်ကမ်းမှာနေထိုင်တဲ့လူတွေကြားတဲ့ပြန့်နှံ့သွားပါတယ်။လေမုန်တိုင်းကိုငြိမ်သက်စေတာနတ်ဆိုးပူးတဲ့သူတွေကိုကုသပေးတာတွေကိုသူတို့ကြားထားပုံပါပဲ။ဒါကြောင့်ယေရှုကိုကြိုဆိုဖို့လူတွေအုပ်လိုက်ကြီးအိုင်နားမှာစုယုံလာကြပါတယ်။အဲ့ဒါကကပေရန်တော်မြို့နားမှာဖြစ်ပါမယ်။ကမ်းပေါ်ကိုယေရှုခြေချလိုက်တာနဲ့စောင့်နေတဲ့လူအုပ်ကြီးကလိုက်လဲကြိုဆိုကြပါတယ်။ယေရှုကိုတိတ်တွေ့ချင်းနေတဲ့လူတစ်ယောက်ကတော့တရားစရက်မှုယာအေရုပဲဖြစ်ပါတယ်။အဲ့ဒီတရားစရက်ဟာကပီယန်တော်မြို့မှာရှိနေတာဖြစ်နိုင်ပါတယ်။သူကယေရှုရဲ့ခြေတော်ရင်းမှာလာဦးညွတ်ပြီးသခင်ကျွန်တော်သမီးလေးအသေးအံဖျားနေပါတယ်။သခင်လိုက်လာပြီးသမီးလေးရဲ့အပေါ်လက်တင်လိုက်တာနဲ့သူနေကောင်းသွားမှာပါလို့တဖောက်ဖောက်တောင်းပန်ပါတယ်။သူတိတ်ချရတဲ့12နှစ်အရွယ်တူးကြီးသောသမီးလေးကိုကုသပေးဖို့တောင်းပန်နေတာပါ။ယာယူအိမ်ကိုသွားတဲ့လမ်းမှာစိတ်တို့ရှားစရာကောင်းတဲ့အခြေအနေတစ်ခုနဲ့ယေရှုကြုံလိုက်ရပါတယ်။သူ့နောက်ကိုလိုက်လာတဲ့သူတွေကဘာအံပွဲအမှုများညင်ရအောင်မလဲဆိုပြီးတွေးနေပြီးတော့စိတ်လို့ရှားနေကြမှာပါ။ဒါပေမဲ့အမျိုးသမီးတစ်ယောက်ကတော့သူ့ယောဂအကြောင်းပဲတွေးနေပါတယ်။အဲ့ဒီအမျိုးသမီးဟာ12နှစ်ပတ်လုံးသွေးသွန်တာစွဲနေပါတယ်။တမားတော်လည်းစုံနေပြီဆေးလည်းစုံနေပြီစီးစိမ်ဥစ္စာတွေလည်းကုန်သွားပြီမဲ့ယောဂကမတက်တာတဲ့အဖြစ်ပိုလို့တောင်ဆိုးလာပါတယ်။သူယောဂကြောင့်အားနည်းနေမယ်နေရထိုင်ရခက်နေမယ်ရှက်ရွံ့နေမယ်ဆိုတာနားလည်နိုင်ပါတယ်။အဲဒီလိုအခြေအနေကိုပုံမွေလင်းနဲ့ထုတ်ပြောလို့လည်းမရပါဘူး။ဒါအပြင်မောရှေရဲ့ပြည့်ညက်အရာသွေးဆင်းနေတဲ့မိန်းမဟာမတန်ရှင်းဘူးသူ့ကိုဖြစ်ဖြစ်သွေးပေနေတဲ့သူ့အဝတ်စားတွေကိုဖြစ်ဖြစ်ထိမိကန်မိသူဟာရေချိုးရမယ်ညဦးပိုင်းထိမတန်ရှင်းဘူးလို့ဆိုထားပါတယ်။သူကယေရှုရဲ့သတင်းကိုကြားတဲ့အခါတွေးချင်လို့လိုက်ရှာပါတယ်။မတန်မရှင်းဖြစ်နေတာမို့လူအုပ်ထဲမတိမတာတိုးဝင်ပြီးသူ့ရဲ့ဝတ်လုံတော်ကိုတိုးလိုက်ရုံနဲ့ငါယောဂတက်တာသွားမှာပဲလို့စိတ်ထဲမှာတွေးနေပါတယ်ဒီနောက်ယေရှုရဲ့အဝတ်တော်ကိုတိုးလိုက်တဲ့အခါချက်ချင်းဆိုသလိုသွေးစင်းလာရက်သွားပြီးယောဂတက်တာသွားတာကိုခံစားလိုက်ရပါတယ်ဒါနဲ့ယေရှုကလည်းငါ့ကိုဘယ်သူတိုးတယ်လဲလို့မေးလိုက်ပါတယ်ဒါကိုကြားတဲ့အခါအမျိုးသမီးဘလို့ဖြစ်သွားမယ်လို့ထင်တယ်ပေတရုကတော့နားမလည်နိုင်လို့သခင်လူတွေဒီလောက်အများကြီးကြိတ်ကြိတ်တိုးနေတာဆိုပြီးဝင်ပြောပါတယ်ဒါပေမဲ့ယေရှုကမဟုတ်ဘူးတယောက်ယောက်ကငါ့ကိုတိုးပါတယ်ငါစီကနေတကိုးထွက်သွားတာတိတိုက်တယ်လို့ပြောလိုက်ပါတယ်ဒါနဲ့အမျိုးသမီးကပုံလို့မရတော့မှန်းသိတဲ့အခါယေရှုရှိမှလာဒူးထောက်ပြီးသူ့ခမညာကြောက်လန့်ပြီးတဆက်ဆက်တုံနေရှာပါတယ်ပြီးတော့သူ့ယောဂအကြောင်းအခုလေးတင်သူ့ယောဂပျောက်သွားတဲ့အကြောင်းလူတွေအားလုံးရှိမှဖွင့်ပြောပါတယ်ဒါနဲ့ယေရှုကသမီးရဲ့ယုံကြည်ခြင်းကပြန်ကျမ်းမာစေပြီးစိတ်အေးလက်အေးသာပြန်มาတော့ယောဂနှိမ့်ဆက်တဲ့တန်ကင်းဝေးပါစေလို့ချင်းချင်းနဲ့ပြောပြီးနှိမ့်သိပ်ပေးလိုက်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ